ဘောလုံးပရိသတ်တို့ရေကမ္ဘာဖလားဂရုစီရဲ့အကြီးမားဆုံးပွဲတစ်ပွဲဖြစ်တဲ့ဘရာဇီးနဲ့မော်ရိုကိုတို့ရဲ့ပွဲမှာတော့အားလုံးမျှော်လင့်ထားသလိုအကျိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ကမ္ဘာဘောလုံးအင်အားကြီးဘရာဇီးနဲ့အာဖရိကအင်အားကြီးမော်ရိုကိုတို့ထိပ်တိုက်တွေ့ခဲ့ပြီးနောက်ဆုံးရလဒ်ကတော့တစ်ဖက်တစ်ဂိုးစီနဲ့တည်ကျသွားခဲ့ပါတယ်။ပွဲအစကတည်းကဘရာဇီးကဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပေမဲ့မော်ရိုကိုရဲ့ကစားပုံကအံ့အားသင့်စရာကောင်းခဲ့ပါတယ်။မော်ရိုကိုဟာနောက်တန်းကိုစနစ်တကျထားပြီးဘရာဇီးရဲ့တိုက်စစ်လမ်းကြောင်းတွေကိုပိတ်ဆို့နိုင်ခဲ့ပါတယ်။အထူးသဖြင့်ကွင်းလယ်မှာဖိအားကောင်းကောင်းနဲ့ဘရာဇီးရဲ့တိုက်စစ်ဆင်မှုတွေကိုအခက်တွေ့စေခဲ့ပါတယ်။ဒီလိုနဲ့ပွဲရဲ့ပထမပိုင်းမှာမော်ရိုကိုကအခွင့်အရေးကိုအသုံးချပြီးဥဆောင်ကိုရရှိခဲ့ပါတယ်။ဘရာဇီးခံစစ်ရဲ့အာရုံစူးစိုက်မှုအားနည်းချက်ကိုအသုံးချပြီးမော်ရိုကိုကအဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဒါပေမဲ့ဘရာဇီးမှာတော့ကမ္ဘာအဆင့်ကစားသမားသခင်ကြီးဗီနီရှက်ဂျူနီယာရှိနေပါတယ်။ဗီနီရှက်ဟာသူ့ရဲ့တဦးချင်းစွမ်းရည်နဲ့မော်ရိုကိုခံစစ်ကိုကြော်ဖြတ်ကာခြေပေါက်ကိုပြန်လည်သွင်းယူပေးခဲ့ပြီးဘရာဇီးကိုပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဘရာဇီးကအနိုင်ဂိုးရဖို့ပုံမဖိအားပေးခဲ့ပေမဲ့မော်ရိုကိုရဲ့ခံစစ်စနစ်နဲ့ဂိုးသမားရဲ့ကာကွယ်မှုတွေကြောင့်အနိုင်ဂိုးမရခဲ့ပါဘူး။ဒီပွဲကနေမြင်တွေ့ရတာကတော့ဘရာဇီးအတွက်ပြင်ဆင်စရာတွေရှိနေသေးတာပါ။တိုက်စစ်ပိုင်းမှာဗီနီရှက်ဂျူနီယာရဲ့တဦးချင်းစွမ်းရည်ကိုအားထားနေရပြီးအသင်းလိုက်ချိတ်ဆက်ကစားပုံပုံမကောင်းမွန်ဖို့လိုအပ်နေပါတယ်။တစ်ဖက်မှာတော့မော်ရိုကိုကတော့ကမ္ဘာဘောလုံးလောကမှာသူတို့ဟာအလွယ်တကူအနိုင်ယူလို့မရတဲ့အသင်းဆိုတာထပ်မံသက်သေပြခဲ့ပါတယ်။ခိုင်မာတဲ့ခံစစ်စည်းလုံးနဲ့အသင်းလိုက်ကစားပုံနဲ့ဘရာဇီးလိုအသင်းကြီးကိုတမတ်ယူနိုင်ခဲ့တာဟာမော်ရိုကိုအတွက်အလွန်တန်ဖိုးရှိတဲ့ရလဒ်ဖြစ်ပါတယ်။နောက်ဆုံးသုံးသပ်ရရင်ဘရာဇီးကတဦးချင်းစွမ်းဆောင်ရည်နဲ့ကစားခဲ့ပေမဲ့အသင်းလိုက်ကစားပုံမှာအားနည်းချက်တွေရှိနေခဲ့ပါတယ်။မော်ရိုကိုကတော့စီကန်းရှိတဲ့ကစားပုံနဲ့ကမ္ဘာဖလားမှာဘယ်အသင်းကိုမဆိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်နေသေးပါ။အခုလိုပွဲပြီးသုံးသက်ချက်တွေကိုနေ့တိုင်းတင်ဆက်ပေးနေတာမို့လို့ subscribe လုပ်ခဲ့နော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။